โอเคဒီနေ့2026မှာကျွန်တော်ရောင်းစရာရှိတဲ့ဆိုင်ကယ်လေးတွေလာပြပေးမယ်เนาะဆိုတော့ကျွန်တော်ဟိုဘက်ဆွန်ဆောင်ကနေစပြောလိုက်မယ်เนาะဒီကောင်လေးကကျွန်တော် one ton i เนาะ one ton i model 2019 step ပါတယ် or statino เนาะ engine တော့ wheel ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးကအခုဒီ New Year promotion เนาะ New Year promotion ကျွန်တော်ဘယ်လောက်နဲ့ရောင်းပေးမလဲဆိုတော့ကျွန်တော်ဒီကောင်ကိုကျွန်တော်2000အပိတ်နဲ့ကျွန်တော်ရောင်းပေးမယ်เนาะ2000အပိတ်နဲ့ရောင်းပေးမယ်ခက်မြန်မြန်လေးလာကျွန်တော်အရင်လာယူတဲ့လူကိုအရင်ပေးမယ်เนาะပြီးရင်ဒီမှာ Scoopy 50cc ကျွတ်ကျွန်တော်ဟိုတနေ့ကလည်းဗီဒီယိုတစ်ပုတ်လုပ်ထားပေးတယ်ဒီကောင်ကိုเนาะဒီကောင်လေးကိုကျွန်တော်ဘယ်လောက်နဲ့ရောင်းပေးမလဲဆိုတော့ကျွန်တော်8000အပိတ်နဲ့ကျွန်တော်ရောင်းပေးမယ်เนาะဒီကောင်လေးကိုကျွန်တော်8000အပိတ်နဲ့ရောင်းပေးမယ်အဲဒီမှာကျွန်တော်ပြောနေတဲ့အဆုပ်ဆောက်ဆုပ်ဒီဆောက်ဆုပ်ကကျွန်တော် New Year promotion အနေနဲ့ကျွန်တော်စီကနေ1500နဲ့ပဲလာယူပါကျွန်တော်1500ဆိုဖြတ်ရင်အောင်တန်းတယ်ဗျာလုံးဝအင်ဂျင်မိုင်းဆိုင်ရာ CEO စိမ့်ပါညာရှင်းတယ်เนาะသူကလည်းသူပေါ့ဗျာစီလို့ကောင်းတဲ့ဘိန်းလေးရှေ့ဘရိတ်နောက်ဘရိတ်ကုန်ရတယ်เนาะโอเคတရုတ်ဘိန်းကန်တာပတ်လည်မှန်းတယ်ဒီကောင်လေးကတော့ super cat 50cc ကျွန်တော်ပြောတဲ့ EFI နဲ့ဘိန်းเนาะ EFI နဲ့ဘိန်း step ပြောင်း model 2000ခွန်ဒီကောင်လေးကိုကျွန်တော်အခုရောင်းပေးမဲ့ဈေးဟာကျွန်တော်6000နဲ့ပဲလာယူเนาะ6000နဲ့ပဲလာယူကြိုက်တယ်ဆိုရင်6000နဲ့လာယူเนาะလုံးဝဂျပန်ဘိန်းเนาะဒါ Honda เนาะပြောရရင်ဒီမှာ Mio Fino เนาะ Fino engine နဲ့ဗျာ Mio လုံးဝကာဝါဝိုင်းပိုင်းနာမှာစမလို့ဘူးเนาะစီးရုံမယ်လုံးဝအကျိုးမထုတ်เนาะအကျိုးမထုတ်မီလိုင်းစတက်လိုင်းဘာမှမလို့ဘူး engine တောက်ဝီနော်လုံးဝ engine အာမခံနဲ့ရောင်းပေးမယ်ဒီဘိန်းလေးကိုကျွန်တော်အခု9000အပိတ်နဲ့ကျွန်တော်ရောင်းပေးမယ်เนาะပြီးသွားရင်ကျွန်တော်ဒီမှာ IG ရှိမယ် IG ဒီကောင်က2020ဟိုမှာပြောရမယ်ဆို2020လာနိုင်ဗျာ2020လာနိုင်ဒီကောင်လေးလည်း engine start out wheel ပဲဒီကောင်ရဲ့အားနည်းချက်ကဘာပဲပါလဲဆိုတော့ဒီမှာနောက်ကိုရသူ့ original ကိုမဟုတ်တော့ဘူးဒါလေးပဲပြောစရာရှိရယ်လုံးဝ engine ဂျွန်းမထိုးအကန်ကူဘိန်းနောက်ကန်ကူစာရွက်စာတန်းတွေနံပါတ်ပြားတွေကုန်ပါသေးတယ်စိတ်ပါရင်ဟိုဘက်ကန်းအောင်ပြန်ယူသွားပြီးတော့ပြန်သွားစီးလို့ရသေးတယ်เนาะဒီဘိန်းလေးကိုကျွန်တော်အခု New Year promotion မှာကျွန်တော်3000အပိတ်နဲ့ကျွန်တော်ရောင်းပေးမယ်เนาะ3000အပိတ်နဲ့ရောင်းပေးမယ်ကြိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာเนาะထုံးဆိုင်ငယ်ပြုပြင်ရေးနဲ့ရောင်းဝယ်ကြီးမှာလာခဲလိုက်เนาะဒီမှာเนาะဆိုင်ငယ်လေးတွေရှိမယ်ဆိုင်ငယ်တွေအကုန်လုံးကိုကျွန်တော်လုံးဝ engine တစ်လအာမခံနဲ့ပေးမယ် CEO စိမ့်ကင်းစေရမယ်เนาะ engine တန်ခိုးတန်ညီးတန်ဘာညာမှစားဘာမှမပါကြရဘူးเนาะဟိုတရုတ်ဘင်းကတော့ထားလိုက်တရုတ်ဘင်းကတော့ဟိုပြောမယ်ဆိုရင်1500ဆိုတာဗျာဟိုကွန်ဆာစလေးတော့ကြားပြောတော့ပဲရှိတဲ့ဈေးလေးเนาะအဲဈေးလေးနဲ့ယူပါကျန်တဲ့ဘိန်းအကုန်လုံးကလုံးဝ engine အာမစားငြိမ်နေစေရမယ်အာမခံပေးမယ်เนาะအရှုပ်ရှင်းဘာညာဆိုတာလုံးဝအာမခံပေးတယ်เนาะအရှုပ်ရှင်းနဲ့ပတ်သက်လာရင်ချိန်မီးလာခဲ့โอเคเนาะ